အနေကနေခုအမြင်ဆုံးစီလုံးလို့ရတဲ့ပုံစံကိုလေဒီ CPU မှာတစ်ချက်ပြမယ်လေဒီလားဘယ်လိုလုပ်တယ်ဆိုတာလေလက်စားဒီပုံစံတိုင်းခွာဒီလားဒီတိုင်းခွာပြီးဒါပုံတည်ရဲ့ model မြင့်မြင့်နေနေဘယ်လောက်မြင့်မြင့်လက်ရှိ model အထိလေဒီတိုင်းခွာရတာအဆင်ပြေဆုံးဖြစ်တယ်ကိုလက်စားကြောင့်တော့ဒီ CPU ကမပြတ်ဘူးကွာဟိုပါပေါ့ CPU damage ရှိရင်ဒါပြတ်မှာနော် CPU damage ရှိရင်တော့မရဘူးပေါ့ကိုလက်စားကြောင့်ဆိုတော့ဒီတိုင်းခွာရတာမပြတ်ဘူးနော်